ကျွန်တော်အိပ်ပျော်နေတဲ့အချိန်မှာအကူဖြစ်သူကကျွန်တော်မျက်နှာအရောက်ခဲတဲ့တစ်ချောင်းကိုတတောက်နဲ့လာကောက်နေခဲ့တဲ့ခဲတဲ့ထိပ်ဖျားကကျွန်တော်မျက်နှာနဲ့ပို့ပြီးနီးကပ်လာရာကနေနောက်ဆုံးမှာတော့နှစ်ပိုင်းကျိုးသွားခဲ့တဲ့အကူကကျွန်တော်တကယ်ပဲအိပ်ပျော်နေတာလားဆိုတာကိုတေချာအောင်လာဆန်းတက်နေတာပါကျွန်တော်တကယ်မနိုးဘူးဆိုတာတေချာသွားတဲ့အခါမှာတော့သူအဝတ်စားလဲပြီးအခန်းထဲကနေတိတ်တဆိတ်ထွက်သွားခဲ့တဲ့သူထွက်သွားတာနဲ့တပြိုင်နက်ကျွန်တော်ချက်ချင်းမျက်လုံးဖွင့်ပြီးသူ့နောက်ကိုကူးလိုက်သွားခဲ့တယ်ဒါပေမဲ့ခဏအကြာဒါမှပဲကျွန်တော်ကိုအံ့ဩမင်သက်သွားစေမယ့်အရာတစ်ခုကိုမြင်လိုက်ရတဲ့တစ်လုံးချီတော့တစ်ဖက်မတန်ပဲထောနဲ့လမ်းလျှောက်ခဲ့တဲ့အကူကအခုတော့ဘာပြဿနာမှမရှိတဲ့လူတစ်ယောက်လိုပုံမှန်အတိုင်းလမ်းလျှောက်နေတာဗျာကျွန်တော်မြင်နေရတဲ့မြင်ကွင်းကိုတောင်ကိုမယုံနိုင်ဖြစ်ခဲ့ရတယ်ကျွန်တော်လည်းလူချင်းခွာပြီးသူ့နောက်ကိုဆက်လိုက်သွားရကနေအမောင်ထူးကြီးစိုးနေတဲ့လမ်းကြားတစ်ခုတည်းကိုရောက်သွားခဲ့တယ်အဲ့ဒီမှာတင်ပို့ပြီးတော့တောင်အံ့ဩတုန်လို့စရာကောင်းတဲ့လျှို့ဝှက်ချက်ကြီးကိုထပ်တိလိုက်ရပြန်တယ်အဲ့ဒါကတော့ကျွန်တော်အကိုဟာရာဇဝတ်ကိုင်းတစ်ခုရဲ့ခေါင်းဆောင်ဖြစ်နေတာပါပဲသူကျွန်တော်ပေါ်ဘယ်လိုလျှို့ဝှက်ချက်တွေထပ်ပြီးဖုံးကွယ်ထားသေးလဲဆိုတာကိုနားလည်ဖို့စူးစမ်းရင်းခိုးကြည့်နေတဲ့အချိန်မှာပဲတစုံတစ်ယောက်ကကျွန်တော်ကိုနောက်ကနေအုံခနဲ့နေအောင်ရိုက်ချလိုက်ပြီးအရာအလုံးမောင်တိကျသွားခဲ့ရတယ်ပြန်လို့လာတဲ့အချိန်မှာတော့ကျွန်တော်ဟာကိုယ်ခန်းထဲကစာကြည့်စပွဲမှာပြန်ထိုင်နေတာကိုတွေ့လိုက်ရတဲ့ရှုပ်ထွေးနောက်ကြည့်နေတဲ့စိတ်နဲ့ပတ်ဝန်းကျင်ကိုဝေ့ကြည့်လိုက်တော့အကိုကိုမြင်လိုက်ရတဲ့သူကလည်းကရင်ဘော်ကနေအခုမှနိုးလာတဲ့ပုံစံနဲ့ဘာမှမဖြစ်ခဲ့တဲ့လူမျိုးတရုပ်ဆောင်နေခဲ့တယ်ကျွန်တော်စတင်ပြီးကြောက်လန့်လာတာမို့ရေချိုးခန်းထဲကိုပြေးဝင်ပြီးတကားချက်ထိုးပိတ်ထားလိုက်တဲ့အကူကကျွန်တော်ကိုစိတ်အေးထားဖို့လာဖြောင်းဖြတဲ့သူကကျွန်တော်စစ်တောက်ဖို့မေ့သွားလို့စိတ်ကူးရင်ပြီးတွေ့ဝေနေတာပါလို့ရှီဝေးရှင်းပြခဲ့တဲ့သူရဲ့ရှင်းပြချက်တွေကြောင့်ဒါတွေအားလုံးဟာအိမ်မက်တစ်ခုပဲဖြစ်မှာပါလို့ကျွန်တော်စပြီးယုံကြည်မိသွားတယ်ဒါပေမဲ့သူအခန်းထဲကထွက်သွားပြီးတဲ့နောက်မှာတော့စပွဲပေါ်ကခဲတံအကျိုးကြေစာတွေကိုရုတ်တရက်မြင်လိုက်ရတဲ့အဲ့ဒီအချိန်မှာတင်တာတွေအားလုံးဟာအိမ်မက်မဟုတ်ဘူးဆိုတာကိုကျွန်တော်ကောင်းကောင်းကြီးသဘောပေါက်သွားခဲ့တယ်ကျွန်တော်စိတ်မယူတွတ်သွားအောင်ထိန်းချုပ်ရင်းဖြစ်သမျှအကြောင်းအရာအားလုံးကိုအမေကိုပြောပြဖို့ဆုံးဖြတ်လိုက်တယ်မိကလည်းတော်တော်လေးလန့်သွားတဲ့ပုံစံနဲ့အမှန်တရားကိုစုံစမ်းပေးမယ်လို့ကတိပေးခဲ့တယ်ဒါပေမဲ့အဲ့ဒီနေ့ညဘက်မှာတော့အမေဖုန်းပြောနေတဲ့အတန်ကိုကျွန်တော်မတော်တဆကြားလိုက်ရတယ်အမေဖုန်းပြောနေတာအကိုနဲ့ဆိုတာချက်ချင်းသိလိုက်ရပြီးအမေကအကိုကိုငါသားတိထက်ပိုပြီးတတိထားဦးမင်းကြီးကပဟိလိအပိုင်းစတွေကိုစပြီးဆက်ဆက်မိနေပြီးခင်တယ်လို့တတိပေးနေခဲ့တာပါအဲ့ဒီစကားကိုကြားလိုက်ရတဲ့အချိန်မှာပဲအေးဆက်ဆက်ကြောက်စိတ်တွေကကျွန်တော်ခန္ဓာကိုယ်တစ်ခုလုံးကိုရိုက်ခတ်သွားခဲ့တယ်အမေနဲ့အကိုနှစ်ယောက်လုံးဟာကျွန်တော်ပေါ်တကယ်ကိုကြီးမားလုံးနဲ့လျှို့ဝှက်ချက်တစ်ခုကိုပူပေါင်းဖုံးကွယ်ထားကြတယ်ဆိုတာကျွန်တော်ကောင်းကောင်းကြီးသိလိုက်ရပါတော့တယ်